ကဲအားလုံးပဲမင်္ဂလာပါထုံးစံတိုင်းတမီးနာမည်ကတော့ဝိုင်းပါဒီနေ့တော့ပုံမှန်တင်နေကြ vlog လေးတွေမဟုတ်ပါဘူးဒီနေ့ကတော့စိတ်သက်ကြနေတဲ့လူငယ်လေးတွေကိုရွယ်သူလေးတွေကိုပြပြပေးချတာပါဒါကတော့ဗာလဲဆိုရင်ဒီတိုင်းပဲအခမ်းမအားပြီးတဲ့ social media ပေါ်မှာကြည့်ပြီးသူများအောင်မြင်တော်တွေကြည့်ပြီးတော့ကိုယ့်ကိုအောင်နိုင်နေတာတွေပေါ့ကိုဖြစ်ချတာတွေလည်းဘာမှမသိဘူးမဟုတ်လားပြီးရင်ဒီဖုတ်တဲ့ကြည့်လိုက်သူများအားကြတယ်ကိုကတော့အဖြစ်မရှိဘူးဆိုပြီးတော့စိတ်ဓာတ်တွေကြောက်အောင်နေစိတ်တွေဝေးတယ်ပေါ့အဲ့တော့ပြောချင်တာကလေကိုမှမပြီးစုံဘူးတီးတယ်ကိုကမဖြစ်နိုင်ဘူးဆိုတာမလုံးဝကိုမတွေးနဲ့အဲ့လိုမဖြစ်နိုင်တာမရှိဘူးဖြစ်နိုင်အောင်လုပ်ရမှာကိုတော်ဖို့ကိုကအလုပ်ကိစ္စနဲ့ဝတနာလုပ်ချင်ပေမဲ့အလုပ်တွေလုပ်နေရတာကိုနားလည်တယ်ဘာလို့ဆို white ကိုလည်းအဲ့လိုပဲမလို့လေ white ပေးချင်တဲ့ message ကြတော့လေတကယ်ဝတနာပါရင်ဘာကြီးပဲဖြစ်နေလို့ကြိုးစားရမှာဘာလို့အလုပ်လဲကိုအလုပ်ပဲမဟုတ်လားဟုတ်တယ်အဲ့ဒါမို့လို့ကြိုးစားကြပါလို့ပြောချင်ပါ